အားလုံးမင်္ဂလာပါကျွန်တော်ကတော့အောင်ဆန်းသိန်းဆန်ဖြစ်ပါတယ်အရှိခံgrammar တွေကိုနေ့စဉ်သင်ပေးနေတဲ့ဆရာတရားလို့ဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ YouTube မှာသင်နေတာဒီ 8 speed တွေကကျွန်တော် noun တွေ pronoun တွေ adjective တွေverb လို့ခေါ်တဲ့ gradient တွေကိုကျွန်တော်သင်ပြီးသားပြီဖြစ်ပါတယ်ဒီနေ့မှာတော့အရှိခံအကျဆုံးတဲ့သဘောတရားမှာအင်မတန်အရေးပါတဲ့8 speed တွေကadverb လို့ခေါ်တဲ့ကရိယာဝိသေသနာတွေကိုဇက်တိုက်တင်ပေးတော့မှာဖြစ်ပါတယ်ကရိယာဝိသေသနာဆိုတာကမြန်မာစကားမှာတော့ကရိယာတွေကိုအထူးပြုတယ်လို့ရေပုံရအဖြစ်ဖတ်ဖူးတယ်လေ့လာဖူးတဲ့လူတွေများပါလိမ့်မယ်ဒါပေမဲ့ဒီ8 speed တွေကအင်္ဂလိပ်စာမှာ8 speed တွေကပါတဲ့ဒီကရိယာဝိသေသနာတခြားတော့ကရိယာတွေကိုအထူးပြုတဲ့ခါလေးရှိတယ်ကရိယာဝိသေသနာအရှင်းရှင်းအထူးပြုတဲ့ခါလေးရှိတယ်နောက်တစ်ခုကနာမဝိသေသနာလို့ခေါ်တဲ့ဒီ adjective တွေကိုအထူးပြုတာလည်းရှိပါတယ်ဒါဆိုရင်တော့ကရိယာဝိသေသနာအဓိပ္ပာယ်တွေကရိယာဝိသေသနာရဲ့သဘောတရားတွေကရိယာဝိသေသနာရဲ့အမျိုးအစားလေးတွေကိုကျွန်တော်နဲ့အတူတူဆက်ပြီးတော့လေ့လာကြည့်အောင်โอเคဒါဆိုရင်စကြည့်လိုက်โอเคကရိယာဝိသေသနာadverb ကိုကရိယာဝိသေသနာလို့ခေါ်တယ်ကရိယာဝိသေသနာဆိုတာကကရိယာတွေကိုအထူးပြုတယ်ဘယ်လိုမျိုးရှင်းနေမှာလဲကရိယာဝိသေသနာကိုသုံးတယ်နောက်တစ်ခုကနာမဝိသေသနာလို့ခေါ်တဲ့ adjective ကိုလည်းအထူးပြုတဲ့အခါမှာသုံးတယ်နောက်တစ်ခုကကရိယာဝိသေသနာအရှင်းရှင်းအထူးပြုတဲ့အခါမှာလည်းသုံးလေးရှိပါတယ်ဘယ်လိုမျိုးပုံစံလေးတွေကိုကျွန်တော်တို့ဇက်တိုက်နေတာဖို့လိုတယ်โอเคကရိယာဝိသေသနာတွေကအထူးသဖြင့်ကရိယာတွေကိုအထူးပြုတဲ့အခါလည်းသုံးတယ်နောက်တစ်ခုကနာမဝိသေသနာကိုအထူးပြုတဲ့အခါလည်းသုံးပါတယ်နောက်တစ်ခုကဒီကရိယာဝိသေသနာအရှင်းရှင်းအထူးပြုတဲ့ပုံစံကိုလည်းသုံးပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့အောက်က example စင်းလေးတွေကိုကြည့်ရှင်းအားဖြင့်ကျွန်တော်တို့လေ့လာကြည့်မယ်number 1 he read a book slowly သူကစာအုပ်တုပ်ကိုဖြည်းဖြည်းဖတ်တယ်ဆိုတဲ့နေရာမှာဘယ်လိုဖတ်လဲဆိုတော့ဖြည်းဖြည်းဖတ်တယ်ဒီ slowly ဆိုတဲ့ဒီစကားလုံးဒီ read ဆိုတဲ့စကားလုံးကိုကျွန်တော်တို့တွေ modify လုပ်တယ်အထူးပြုတယ်လို့ဆိုလိုတာဖြစ်တယ်ဒီလိုမျိုးစကားလုံးလေးတွေကသိထားဖို့လိုတယ်ရထားဖို့လိုတယ်ကရိယာဝိသေသနာတွေလည်းအမျိုးအစားကြီးအများကြီးရှိပါတယ်ဒါပြီးလို့ရှိရင်တော့ကရိယာဝိသေသနာအမျိုးအစားတွေကိုထပ်ပြီးတော့သင်ပေးပါမယ်နောက်တစ်ခုက the weather is very hot ရာသီဥတုကဒီနေ့အရန်ပူတယ်โอเคဒါဆိုရင်ဒီ very ဒီ adverb ဖြစ်ပါတယ်ကရိယာဝိသေသနာဖြစ်တယ်ဒီ adverb ကကြတော့ hot ဆိုတဲ့အရန်ပူတယ်ဆိုတဲ့နေရာဘယ်လိုပူလဲအရန်ဆိုတဲ့ပုံစံလေးဒီ adjective ကိုသွားပြီးတော့ modify လုပ်တဲ့အခါမှာဒီ hot ဆိုတဲ့စကားလုံးဒီပူတယ်ဆိုတဲ့အဓိပ္ပာယ်မထွက်အရန်ပူတယ်ဆိုတဲ့အဓိပ္ပာယ်ကိုသွားပြီးလေးနဲ့စေတဲ့အထူးပြုပေးစေတဲ့အတွက်ဒီ very ဒီ adverb လို့ခေါ်တဲ့ဒီကရိယာဝိသေသနာတစ်ခုပေါ့နော်သူ့ကတော့အမျိုးအစားတွေအများကြီးရှိတယ်လို့စင်မှာဒီဟာလေးတွေကိုမသိလေရတယ်โอเคဒါဆိုရင်he read a book slowly သူကစာအုပ်တုပ်ကိုဖြည်းဖြည်းဖတ်တယ်ဆိုတဲ့နေရာမှာ slowly ဒီကရိယာသွားပြီးတော့ထူးပြတာဖြစ်ပါတယ်စာအုပ်ကိုဘယ်လိုဖတ်လဲဆိုတဲ့ပုံစံမျိုးပေါ့ the weather is very hot today ရာသီဥတုကဒီနေ့အရန်ပူတယ်ဒီနေရာမှာပူတယ်ဆိုတဲ့စကားလုံးဒီဘယ်လိုပူလဲဘာကြောင့်ပူလဲဆိုတော့အရန်ဆိုတဲ့စကားလုံးဒီပေါ်ပြီးတော့လေးနဲ့စတာဖြစ်တဲ့အတွက်ဒီ very ဆိုတဲ့စကားလုံးဒီဒီဘာဒီ hot ဆိုတဲ့ကရိယာကို sorry adjective ကိုသွားပြီးတော့ထူးပြတဲ့အတွက်သူက adjective ကိုသွားပြီးတော့ထူးပြတဲ့ adverb ဖြစ်ပါတယ်နောက်တစ်ခုက number 3 the villager live in small village peacefully together ရွာသားတွေကရွာကလေးမှာအတူတကွငြိမ်းချမ်းစွာနေထိုင်ကြတယ်ရွာကလေးတရားမှာဘယ်လိုနေထိုင်ကြလဲ peacefully together peaceful ငြိမ်းချမ်းစွာ together အတူတကွဆိုပြီးတော့ကရိယာဝိသေသနာအရှင်းရှင်းသွားပြီးတော့ထူးပြုနေတာတွေ့ရပါတယ်ဒါကြောင့်မို့လို့ကရိယာဝိသေသနာဆိုတာကကရိယာကိုထူးပြုတဲ့နေရာမှာသုံးတယ်နောက်တစ်ခုကနာမဝိသေသနာကိုထူးပြုတဲ့နေရာမှာသုံးတယ်နောက်တစ်ခုကနာမကရိယာဝိသေသနာအရှင်းရှင်းထူးပြုတဲ့နေရာမှာသုံးတယ်ဆိုတာကိုနည်းနည်းလေးထက်ကလေ့လာထားဖို့လိုတယ်ဒီလိုမျိုးပုံစံလေးတွေကိုလည်းစာဖတ်တဲ့အခါမှာစာရေးတဲ့အခါမှာအထူးသတိထားပြီးတော့ဖတ်များတဲ့အခါမှာလေ့လာများတဲ့အခါမှာတွေ့ရပါလိမ့်မယ်โอเคနောက်ထပ်တစ်ခုဒါဆိုရင်တော့ကရိယာဝိသေသနာသဘောတရားတွေကရိယာဝိသေသနာအထူးပြုတဲ့သဘောတရားလေးကိုတော့နည်းနည်းသဘောပေါက်လိမ့်မယ်လို့ယူဆပါတယ်ဒါဆိုရင်ကရိယာဝိသေသနာအမျိုးအစားလေးကိုကျွန်တော်ကြည့်ပါမယ်โอเคကျွန်တော်တို့ဒီမှာကရိယာဝိသေသနာကိုကျွန်တော်တို့၅မျိုးခွဲထားတယ်အရှေခံကရိယာဝိသေသနာ adverb ပေါ့နော်၅မျိုးဖြစ်တယ်အခြားသောကရိယာဝိသေသနာလည်းရှိကောင်းရှိနိုင်ပါတယ်ဒီနေရာမှာတော့ကျွန်တော်တို့အရှေခံကြတဲ့ကရိယာဝိသေသနာတွေကိုအဓိကထားပြီးတော့သင်ပေးတော့မှာဖြစ်ပါတယ်
adverse manner လို့ခေါ်တယ်အမူအရာတွေဖော်ပြပြီးတော့ကရိယာအထူးပြုတဲ့အခြေအနေပေါ့ထူးပြုတဲ့ကရိယာဝိသေသနာဖြစ်တယ်ဥပမာ slowly တို့ quietly တို့နော်ဟိုပါပေါ့fast တို့စသည်အပြင်ဒီလိုမျိုးဟာတွေပေါ့အဲ့ဒါတွေကိုတော့ကျွန်တော်တို့တစ်ခုချင်းသင်တဲ့အခါမှာရှင်းပြပေးမယ်နောက်တစ်ခုက adverse play လို့ခေါ်တဲ့နေရာတွေကိုဖော်ပြပြီးတော့ကရိယာထူးပြုတဲ့ကရိယာဝိသေသနာဆိုပြီးတော့တစ်မျိုးရှိပါတယ်နောက်တစ်ခုက adverse time အချိန်တွေကိုဖော်ပြတဲ့ကရိယာဝိသေသနာအချိန်ပြကရိယာဝိသေသနာလို့ခေါ်တယ်အချိန်တွေဖော်ပြပြီးတော့ကရိယာအထူးပြုတဲ့ကရိယာဝိသေသနာကို adverse time အချိန်ပြကရိယာဝိသေသနာလို့ခေါ်တယ်နောက်တစ်ခုက adverse frequency အချိန်တွေအလက်ထားတွေဖော်ပြတယ်တပတ်မှာဘယ်နှကြိမ်သွားတယ်လို့တလမှာ3ကြိမ်သွားတယ်လို့စသည်အဖြစ်ဒီလိုမျိုးအချိန်တွေကိုဖော်ပြပြီးတော့ကရိယာကိုထူးယူတဲ့ဒီကရိယာဝိသေသနာကို advanced frequency လို့ခေါ်တယ်နောက်တစ်ခုက number 5 advanced degree အဆင့်နဲ့အတိုင်းအတာတွေဖော်ပြတယ်အဲ့လိုမျိုးကရိယာကိုလည်းပဲ advanced degree လို့ခေါ်တယ်အဆင့်နဲ့အတိုင်းအတာတွေဖော်ပြတယ်ဆိုတာပူတယ်ဆိုရင်အရန်ပူတယ်မတန်မရာပူတယ်အလွန်ပူတယ်စသည်အဖြစ်အဆင့်နဲ့အဆင့်တွေအတိုင်းအတာတွေဖော်ပြတာပေါ့နော်အဲ့လိုမျိုးကရိယာတွေကို advanced degree လို့ခေါ်တယ်ဒါတွေကကြတော့ကျွန်တော်တို့တစ်ခုချင်းစီစပြီးတော့သင်ပေးသွားမှာဖြစ်ပါတယ်ဒီပုံစံလေးတွေကိုစနစ်တရားလေ့လာထားရင်စနစ်တရားသိထားမယ်ဆိုရင်advanced ဒီကရိယာတွေကိုအခြေခံ basic grammar တွေကိုသင်တဲ့အခါမှာအလွယ်တွေကိုတက်မြောက်လာမှာဖြစ်ပါတယ် advanced manner မူရာပြကရိယာဝိသေသနာ advanced play နေရာပြကရိယာဝိသေသနာ advanced time ရှင်ပြကရိယာဝိသေသနာ advanced frequency အချိန်လေးထားပြကရိယာဝိသေသနာ advanced degree အဆင့်အတိုင်းအတာပြကရိယာဝိသေသနာ okay ဒါဆိုရင်တော့ဒီအမူအရာတွေဖော်ပြပြီးတော့ကရိယာဝိသေသနာဒီကိုစပြီးတော့သင်ပြပါမယ်ဒီကအပိုင်း1ပေါ့နော်ကရိယာဝိသေသနာအပိုင်း1 advanced manner အမူအရာတွေကိုဖော်ပြအမူအရာပြကရိယာဝိသေသနာဆိုတာအမူအရာကိုဖော်ပြပြီးကရိယာကိုအထူးပြုတဲ့ကရိယာဝိသေသနာကိုခေါ်တယ်အဲ့လိုမျိုးမှတ်ထားပေးပါဒါဆိုရင်တော့ကရိယာဝိသေသနာadvanced manner လို့ခေါ်တဲ့အမူအရာပြကရိယာဝိသေသနာစကားလုံးတွေကဘာလဲအဲ့ဒါလေးကိုကျွန်တော်အခုနေ့ကနေပြီးတော့ကျွန်တော်တို့တွေကရိယာဝိသေသနာရဲ့သဘောတရားတွေကရိယာဝိသေသနာရဲ့အသုံးပြုတဲ့ပုံစံလေးတွေနောက်တစ်ခုကကရိယာဝိသေသနာအမျိုးအစားတွေကိုကျွန်တော်သင်ပြီးဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ပထမဦးဆုံးတစ်ခုသင်ခဲ့တဲ့ number 1ဖြစ်တဲ့ဒီ advanced manner လို့ခေါ်တဲ့အမူအရာပြကရိယာဝိသေသနာရဲ့သဘောတရားတွေကိုရှင်းပြပြီးဖြစ်ပါတယ်ဒါဆိုရင်တော့အမူအရာပြကရိယာဝိသေသနာရဲ့စကားလုံးပုံစံတွေကဘာတွေလဲအဲ့ဒါကိုဆက်ပြီးတော့လေ့လာပါမယ်နောက်တစ်ခုကပြီးလို့ရှိရင်တော့ဒီ advanced manner လို့ခေါ်တဲ့အမူအရာပြကရိယာဝိသေသနာစကားလုံးတွေကိုဝက်ချမှာသုံးပုံသုံးနည်းတွေကိုမြန်မာအင်္ဂလိပ်နှစ်ဘာသာနဲ့လွယ်ကူရိုးရှင်းစွာလေ့လာကြမှာဖြစ်ပါတယ်ဒီပုံစံလေးကိုလေ့လာတဲ့အခါမှာတတ်နိုင်သမျှပါးစပ်ကလည်းစုံပေးပါပြီးလို့ရှိရင်နှုတ်စာအုပ်ချပြီးတော့ရေးထားပြီးတော့မှတ်ထားပြီးတော့ထက်ကလေ့ကျင့်ကြည့်ပါနောက်တစ်ခုကဒီလိုမျိုးပုံစံလေးတွေကကြတော့တစ်ခါလေးနဲ့မှတ်လို့တစ်ခါလေးနဲ့လေ့လာအောင်လည်းမပြီးပါဘူးဇက်တိုက်လေ့လာနေဖို့လိုတယ်နောက်တစ်ခုကစာဖတ်တဲ့အခါမှာလည်းပဲအဲ့ဒီမျိုးadvanced manner လို့ခေါ်တဲ့အမူအရာများကရိယာဝိသေသနာစကားလုံးတွေကိုတည်တည်ချာချာလေးသတိထားပြီးတော့ဖတ်ဖို့လိုတယ်ဒီလိုမျိုးစာဖတ်မှများရတဲ့အခါမှာလေ့လာမှများရတဲ့အခါမှာဒီကရိယာဝိသေသနာတွေရောကရိယာတွေရော noun တွေရော pronoun တွေရော adjective တွေရောလွယ်လေးတွေဖြစ်လာပါလိမ့်မယ်ဒါကကြတော့ကျွန်တော်ရဲ့ကိုယ်တွေ့မှုလို့ပြောပြတာဖြစ်တယ်ပထမအဦးဆုံးအင်္ဂလိပ်စာလေ့လာတဲ့သူတွေမှာဇဝေဇဝါနဲ့လမ်းပြောက်နေတာမျိုးတွေများစွာတွေ့ရပါတယ်ဒီလိုမျိုးဟာတွေကိုလေ့လာပြီးတဲ့နောက်မှာစာတွေဖတ်ဖို့အများကြီးထားတဲ့စကားလုံးတွေကိုလေ့လာဖို့နောက်တစ်ခုကစင်းတန်းတွေstory တွေကိုဖြည်းဖြည်းမှန်လေးဖတ်ဖို့လိုတယ်ဖတ်တဲ့အခါမှာလည်းဒီလိုမျိုးစကားလုံးတွေကိုသတိထားပြီးတော့မှတ်ရင်းနဲ့လေ့လာသွားမယ်ဆိုရင်အင်္ဂလိပ်စာကဒီ၄၅၆လ9လအတွင်းမှာအချိန်တိုအတွင်းမှာဇက်တိုက်လေ့လာရင်အရန်လွယ်လာပါလိမ့်မယ်ဒါဆိုရင်တော့ advanced manner လို့ခေါ်တဲ့အမူအရာအပြစကားလုံးတွေကိုကျွန်တော်လေ့လာပါမယ်ပြီးလို့ရှိရင်တော့စင်းတန်းပုံစံလေးတွေကိုဆက်ပြီးတော့လေ့လာပါမယ် okay ဒါဆိုရင်ကျွန်တော်တို့စပြီးတော့လေ့လာကြည့်မယ်နံပါတ်1က slowly နှေးကွေးစွာ quietly လျင်မြင်စွာ fast ပြင်းထန်စွာပြင်းထန်ဝေကောင်းစွာ noisily ဆူညံစွာ beautifully လှပစွာ sweetly ချိုသာစွာ carefully ဂရုတစိုက် light နောက်ကျစွာ fast မြန်ဆန်စွာ easily လျင်မြင်စွာ difficultly ခက်ခဲစွာ peacefully ငြိမ်းချမ်းစွာ together အတူတကွ carelessly ဂရုမစိုက်ပဲနမောနမဲ့ဒီလိုမျိုးစကားလုံးတွေကအမူအရာပြကရိယာအမူအရာပြကရိယာဝိသေသနာတွေရဲ့စကားလုံးတွေဖြစ်တယ်ပေါ့ဒီလိုမျိုးစကားလုံးတွေကိုလည်းရအောင်သိအောင်မှတ်ထားပြီးတော့လေ့လာထားတဲ့အခါမှာလေ့လာထားဖို့လိုတယ်ပြောချင်တာကဒီလိုမျိုးစကားလုံးတွေကိုစာဖတ်တဲ့အခါမှာဖြစ်ဖြစ်စာရေးတဲ့အခါမှာဖြစ်ဖြစ်
ဝါကြရေးတဲ့အခါမှာဖြစ်ဖြစ်ဒီလိုစကားလုံးတွေကိုသေသေးချာချာသတိထားပြီးတော့လေ့လာမှတ်သားထားတာကအကောင်းဆုံးဖြစ်တယ်။ Okay ဒီစကားလုံးတွေကဒီ advanced မင်နာလို့ခေါ်တဲ့အမူအရာပြကရိယာဝိသေသနာတွေကိုစကားလုံးတွေကိုရအောင်ကြက်ထားဖို့လိုတယ်လေ့လာထားလို့ရပေါ့ slowly နှေးကွေးစွာ quietly လျင်မြင်စွာဟာပြင်းထန်စွာဝေးကောင်းစွာ noisily ဆူညံစွာ peacefully beautifully လှပစွာ sweetly ချိုသာစွာ carefully ဂရုတစိုက်လိမ့်နောက်ကျစွာfast လျင်မြင်စွာ easily လွယ်ကူစွာ difficultly ခက်ခဲစွာ peacefully ငြိမ်းချမ်းစွာ together အတူတကွ carelessly နမောနမဲ့ဒီလိုမျိုးစကားလုံးတွေကိုကျွန်တော်တို့သင်ပြီးဖြစ်တယ်ဒါဆိုရင်နောက်ထပ်စကားလုံးတွေကကြာတော့ကျွန်တော်တို့စင်းထဲမှာသုံးတဲ့ပုံစံလေးကိုစပြီးတော့သင်ပေးပါမယ် Okay စင်းထဲမှာသုံးတဲ့ပုံစံလေးကိုကျွန်တော်ကြည့်ပါမယ် Okay ဒါဆိုရင်တော့သူကအမူအရာတွေဖော်ပြတာနော်ဒီကရိယာတွေကအလုံးလုံးပုံတွေကိုဘယ်လိုလုပ်တယ်လဲဘယ်လိုတွေတွားလဲဆိုတော့ he read about သူကစာကိုဖတ်တယ်စာကိုဘယ်လိုဖတ်လဲဆိုတော့ slowly ဆိုတဲ့ဒီအမူအရာတွေဖော်ပြတဲ့အတွက်ကြောင့်မို့သူ့ကိုအမူအရာပြကရိယာဝိသေသနာတော့ခေါ်တာဖြစ်တယ် he read a Okay he read a slowly so he read a book slowly သူကစာအုပ်ကိုနှင်းနှင်းဖတ်တယ်ဘယ်လိုဖတ်လဲဆိုတော့စာအုပ်ကိုနှင်းနှင်းဖတ်တယ်ဆိုတဲ့အမူအရာကိုဖော်ပြတာဖြစ်တယ် he walk ဒီမှာမှားနေတာပေါ့နော် he walk အလုပ်လုပ်တယ်ပေါ့ဒီမှာ he walk ဒီမှာသုံးရမယ်ဆိုလို့ရှိရင်ဒီပုံစံကို run လို့သုံးလိုက်မယ်ကျွန်တော်တို့run Okay he ran quickly Okay he ran quickly သူကမြန်မြန်ပြေးတယ် Okay သူကမြန်မြန်ပြေးတယ် he walked very fast သူတို့အလုပ်ကိုပြင်းပြထန်တာတော့သူဘလို့ပြေးနေဆိုတော့မြန်မြန်ဆိုတဲ့ဒီအမူအရာကိုဖော်ပြတာဖြစ်တယ်နော် Okay နောက်တစ်ခုကသူတို့ကအလုပ်ကိုပြင်းပြထန်ထန်လုပ်ကြတယ် they walk very fast သူတို့ကအလုပ်ကိုပြင်းပြထန်သူတို့ကအလုပ်လုပ်တယ်ဘယ်လိုလုပ်လဲဆိုပြင်းပြထန်ထန်လုပ်တယ်ဆိုတဲ့အမူအရာကိုဖော်ပြတာဖြစ်တယ်နံပါတ်4ကိုစိမ့်အဆောင်ဆွေးပြီးကိုကသရှင်းတစ်ပုဒ်ကိုရှိုးသားစွာဆိုတယ်ဒါဆိုရင်ကိုဆိုတဲ့စကားလုံးကသရှင်းတစ်ပုဒ်ကိုဆိုတယ်ဘယ်လိုဆိုလဲဆိုတော့ရှိုးသားစွာဆိုတယ်ဆိုတဲ့အမူအရာကိုဖော်ပြတာဖြစ်တဲ့အတွက်သူက sweetly ဒီ advanced manner လို့ခေါ်တဲ့အမူအရာပြကရိယာဝိသေသနာဖြစ်ပါတယ် Okay number 5လှလှခင် write in essay where လှလှကစာရေးစာကုန်းတို့ကိုကောင်းစွာရေးတယ်လှလှကစာရေးစာကုန်းတို့ကိုရေးနိုင်တယ်ဘယ်လိုရေးနိုင်လဲကောင်းကောင်းရေးနိုင်တယ်ပို့ပြပြရေးနိုင်တာမျိုးတဝက်တပြည့်ရေးနိုင်တာမျိုးမဟုတ်ဘဲနဲ့ကောင်းကောင်းရေးနိုင်တယ်ဆိုတဲ့ကိုဖော်ပြတာဖြစ်တယ်နံပါတ်က6 the children are playing football noisily ကလေးတွေကဘောလုံးကိုဆူညံစွာကစားနေကြတယ်ဘောလုံးဆူညံစွာကစားနေကြတယ်ဒီညမှာဘောလုံးကစားတယ်ဘယ်လိုကစားလဲဆိုတော့ဆူညံညံဆိုတဲ့အမူအရာကိုဖော်ပြတာဖြစ်တဲ့အတွက် noisily ဒီကျွန်တော်တို့ advanced manner လို့ခေါ်တဲ့အမူအရာပြကရိယာဝိသေသနာဖြစ်ပါတယ်နောက်တစ်ခုကမြခင် play the piano beautifully မြကစန်းလျားကိုလှပစွာတီးခတ်နိုင်တယ်ဆိုလိုတဲ့ပြည်ကစန်းလျားကိုတီးခတ်နိုင်တယ်ဘယ်လိုတီးခတ်နိုင်လဲမလှမတီးခတ်နိုင်တာလားဒါမှမဟုတ်ရှင်မတက်တဲ့တီးတာလားမဟုတ်ဘူးနဲ့ဒီမှာတော့လှပစွာတီးခတ်နိုင်တယ်ဆိုတဲ့အမူအရာကိုဖော်ပြတဲ့အတွက် beautifully ဆိုတဲ့ဒီ advanced manner ကရိယာစကားလုံးဒီ advanced manner လို့ခေါ်တဲ့အမူအရာပြကရိယာဝိသေသနာဖြစ်တယ်နောက်တစ်ခုကthey do their homework carefully သူတို့ကအိမ်စာကို view design လုပ်တယ်ဒီနေရာမှာသူတို့အိမ်စာကိုလုပ်တယ်ဘယ်လိုလုပ်လဲနမိုနမဲ့လုပ်တာမျိုးမဟုတ်ဘူး view design လုပ်တယ်ဆိုတဲ့အမူအရာကိုဖော်ပြတာဖြစ်တဲ့အတွက် advanced manner လို့ခေါ်တဲ့အမူအရာပြကရိယာဝိသေသနာဖြစ်တယ်ဒီလိုမျိုးတွေကိုထပ်ကလေ့လာထားဖို့လိုတယ် Okay ဒါဆိုကျွန်တော်တစ်ခေါက်လေးဆိုပြပေးမယ် she read a book slowly he ran quickly they walk very fast ကိုsing a song sweetly လှခင် write in essay way the children are playing football noisily မြခင် play the piano beautifully they do their homework carefully Okay she read a book slowly he ran quickly they walk very fast ကိုsing a song sweetly လှခင် write in essay way the children are playing football noisilyမြခင် play the piano beautifully they can do their homework carefully Okay ဒါဆိုရင်ကျွန်တော်တို့ဒီ advanced manner လို့ခေါ်တဲ့ကရိယာဝိသေသနာတွေကို example စင်းနှလေးတွေစကားလုံးလေးတွေကိုကျွန်တော်လေ့လာပြီးဖြစ်ပါတယ်เนาะလေ့လာတဲ့လူကကြတော့ဒီသင်ပြီးတဲ့လူကကြတော့သင်ပြီးသားပြီပေါ့เนาะဒါပေမဲ့လေ့လာတဲ့သူတွေအပိုင်းမှာနောက်ထပ်တစ်ခုကြံတဲ့ဥစ္စာကဘာလဲဆိုတော့
ဇက်တိုက်မကြာခဏလေ့လာနေဖို့ရည်ကြည်တယ်တခုပြောချင်တာကပြတ်တောင်းလေ့လာရင်အချိန်တွေအများကြီးကြာမယ်ဒါနောက်တစ်ခုကဘယ်လိုပြောရမလဲရှေ့ကိုမတိုးမနဲ့ရှေ့ကိုရောက်လိုက်နောက်ရောက်လိုက်ဖြစ်နေတဲ့တာတွေတော်တော်များများတွေ့ရတယ်ဒီနေ့ပြောချင်တာကအခြေခံတွေမရသေးတဲ့ဒီစပြီးတော့အခုမှလေ့လာခါစားသူတွေကိုA Power Speed ကိုကြည်အောင်လေ့လာပါလို့ပြောချင်တယ်ဒီကအားလုံးအင်္ဂလိပ်စာအားလုံးတစ်ခုရဲ့ foundation ဖြစ်တယ်အခြေခံအကျဆုံးဖြစ်တယ်အသုံးအများဆုံးဖြစ်တယ်ဒီဟာလေးကိုနားလည်သွားရင်နောက်ထပ်အဆင့်တွေကိုသိရတဲ့ခါမှာအင်မတန်လိုလာပါလိမ့်မယ်ဒါကြောင့်မို့လို့သင်ပြီးတဲ့သူကတော့သင်ပြီးသွားပြီလေ့လာတဲ့သူတွေကဇက်တိုက်လေ့လာဖို့လိုတယ်နောက်တစ်ခုကစာများဖတ်ပြီးတော့ဒီလိုမျိုးစကားလုံးလေးတွေကိုကိုယ်တိုင်မြင်တတ်အောင်ကြည့်တတ်အောင်လေ့လာထားဖို့လိုတယ်ဒါဆိုရင်တော့ကျွန်တော်တို့အချိန်တိုအတွင်းမှာအင်္ဂလိပ်စာတိုးတက်လာမှာဖြစ်ပါတယ်တခုပြောချင်တာကဒီဟာမျိုးလေးတွေကို A Power Speed ကိုကြည်အောင်လုပ်ပါလို့ပြောချင်တယ်ဒါဆိုရင်တော့ဒီဗီဒီယိုကတော့ဒီသင်ခန်းစာကတော့ A Power Speed တွေက advanced အပိုင်း1ဖြစ်ပါတယ်နောက်ထပ်လာမယ့်အပိုင်းတွေကိုဇက်တိုက်တင်ပေးသွားပါမယ်လို့ပြောရင်းနဲ့အားလုံးနှုတ်ဆက်ပါတယ်เนาะဘာမှမပါ